နေ့သားသမီးအပေါင်းအိစီတန်လူရရရွေးချမ်းမြေပါစေဒါရောချေဂါထာတသိန်းရွတ်ထားတဲ့ဝတ်တ issue လေးပါဒါအထုပ်ကြီးပါเนาะဒီလို famous ဂျူလီကတ်ထားတဲ့ဟာမှသာလေချေဂါထာရွတ်ထားတာမှတ်ပါတယ်ဒါကိုခွာလိုက်အကျိုးအာနိသင်မရှိတော့ပါဘူးเนาะဒီမှာသုံးလို့ရပါတယ်เนาะဒါဘာအတွက်ကောင်းလဲဆိုအထုပ်ကြီးကကျမ်းမာရေးအတွက်ကောင်းတာရှိပါတယ်အချစ်ရေးအိမ်အောင်ရေးအတွက်ရှိတယ်အလုံးအကန်ရှိတယ်ဗီဇာအတွက်ရှိတယ်ပညာရေးအစုံရှိပါတယ်เนาะဟိုတတ်မှတ်တဲ့စီပူစားကားညံပူဇော်ကားတွေရှိပါတယ်เนาะကဲဥပမာဒီတထုပ်ကကျမ်းမာရေးအတွက်ဆိုရင်3000မှာဒါဂါထာရွတ်ထားလို့3000ဖြစ်တာပါเนาะအချစ်ရေးအိမ်အောင်ရေးအတွက်ဆိုရင်ဒါဟာ2000မှာအဲ့လိုမျိုးပေါ့နော်အစုံပဲရှိပါနော်ကင်ဆာသမားတွေအတွက်ဆိုဒါဟာတသိန်းမှာအဲ့လိုမျိုးအစားအစာရှိပါတယ်နော်ဒါလေးကိုဟိုချဲစီကိုမှာပါဟာဘာလဲဆိုတော့ချဲစီကိုမှာပါအတူအပကိုတတိထားပါနော်ဒီဟာလေးကိုခွာလို့မရပါဘူးနော်ဒါဆိုဟိုတလောကတစ်ကနန်းသမားတွေအတွက်ပြီးတော့အခုနှစ်ကနန်းသမားတွေအတွက်ချဲဟောပေးပါနှစ်တေ17တေ20တေ29တွေမွေးတဲ့သူတွေဟာနှစ်ကနန်းသမားလို့ဖြစ်ပြောလို့ရပါတယ်เนาะနှစ်ကနန်းသမားတွေကခြေလဲနှစ်ကနန်းသမားပါเนาะအဲ့တော့ခြေပြောချင်တာနှစ်ကနန်းသမားမှာသွားခြေခွဲထားပါတယ်တနင်္ဂနွေသားသမီးတနင်္လာသမီးအင်္ဂါသမီးအဲ့လိုမျိုးခုနှစ်ရက်သားသမီးတွေခွဲထားပါတယ်အခုတနင်္ဂနွေသားသမီးတွေအရင်ပြောပါမယ်เนาะနှစ်ကနန်းသမားတွေကစိတ်ထားနူးညံ့သိမ်မွေ့တဲ့နှစ်ကနန်းသမားတွေရဲ့တနင်္ဂနွေသားသမီးတွေဟာဟိတ်ဓာနူးညံ့သိမ်မွေ့တဲ့အသားညိုတဲ့သပင်နတ်မှောင်တဲ့မဲသူကအတွေးအခေါ်တွေစိတ်ကူးတွေကောင်းတယ်ဒါပေမဲ့အလုတ်လုပ်တဲ့ကောင်နှေးကွေးတက်တယ်ခီးသွားတဲ့လုပ်ငန်းတွေမှာအောင်မြင်တတ်တယ်အထူးသက်ဖြင့်စကားပြောတဲ့နေရာတွေမှာကဲမှာပွဲစားတို့လိုမျိုးနေရာတွေမှာအကျိုးပေးပါတယ်နောက်တစ်ခုကကျတော့ကျမ်းမာရေးနဲ့ပြောမယ်ဆိုတော့နေ့သားသမီးများဟာကျမ်းမာရေးနဲ့ပတ်သက်လာရင်ခြေစစ်လက်စစ်ကြိုက်တတ်တဲ့နောက်တစ်ခုကကျတော့ခေါင်းကိုက်ခေါင်းမူသွေးတိုးစီးချိုဖြစ်တတ်ပါတယ်เนาะအလုံးလုံးတဲ့အခါမှာလေတနေ့သားသမီးနှစ်ကနန်းတနေ့သားသမီးတွေကစနစ်တကျနဲ့လောက်ကင်တတ်တဲ့အမှုပညာဆက်ဆက်နဲ့လောက်ကင်တတ်တဲ့ဒါပေမဲ့နှစ်ကနန်းသမားတွေရဲ့တနေ့သားသမီးတွေဟာအလုံးလုံးတဲ့နေရာမှာသူများထက်နှီးတဲ့အတွက်ကြောင့်အောင်မြင်မှုတွေလည်းနှီးကွေးစွာရတတ်ပါတယ်เนาะပညာရေးရတော့အသင်ကောင်းပါတယ်နေ့ကနန်းသမားတွေတနင်္ဂနွေသားသမီးတွေကသူတို့ရဲ့ဝေရမဲကြောက်အယောင်ကပလဲနှက်ဖြစ်ပါတယ်เนาะနောက်တစ်ခုကကြတော့သူတို့ရဲ့ဝေရမဲအယောင်လိုက်ဖက်တဲ့အယောင်ငါတော့အစိမ်းရောင်ဖြစ်ပါတယ်เนาะဒါတနင်္ဂနွေသားသမီးနှစ်ကနန်းသမားတွေပြီးသွားရင်တနင်္လာသားသမီးနှစ်ကနန်းသမားတွေလာပါမယ်တနင်္လာသမီးနှစ်ကနန်းသမားတွေဟာအမှုပညာလုပ်ငန်းမှာဆိုရင်ထူးချွန်ပြောင်မြောက်တဲ့စိတ်နေစိတ်ထားသိမ်မွေ့တဲ့ပွင့်လင်းတဲ့ခြေစံလက်စံလေးတွေဟာရှည်ပြီးတော့စကားပြောရင်လေတိမ်မွေ့ပြောတတ်ပါတယ်เนาะနောက်တစ်ခုကကြတော့သူတို့ရဲ့တဲ့ခဏန်းတွေကနှစ်တီ20တီ29တီဆိုရင်သူတို့နဲ့တဲ့ပါတယ်เนาะသူတို့ဟာသွေးတိုးယောဂဖြစ်တတ်တယ်အဝါလွန်ယောဂဖြစ်တတ်တယ်သူတို့နဲ့တဲ့အယောင်ကတော့အဖြူရောင်ဖြစ်ပါတယ်သူတို့ကအမှုပညာဆန်းလောက်ကင်တတ်တယ်အလုံးလုံးတဲ့အခါမှာလည်းအမြဲတမ်းအတိုက်ခံရှိတဲ့နောက်တစ်ခုကကြတော့နေ့သားသမီးများရဲ့တနင်္လာသားသမီးရဲ့နှစ်ကနန်းသမားရဲ့အဆောင်ကြောက်ကပလဲအဝါဖြစ်ပါတယ်เนาะပလဲအဝါဖြစ်ပါတယ်တနင်္လာသားသမီးနှစ်ကနန်းသမားတွေကထူးချွန်ပြောင်မြောက်ပြီးတော့အရေးချင်းရှိတဲ့အတွက်ကြောင့်ဘလောက်ပဲတိုက်ခတ်ပါစေအထွတ်ထိပ်ကိုရောက်မှာပါပဲเนาะကဲနှစ်ကနန်းသမားတွေအတွက်ပြီးဆိုရင်တော့နှစ်ကနန်းသမားတွေရဲ့အင်္ဂါတွေကိုပြောပါမယ်เนาะနှစ်ကနန်းသမားတွေရဲ့အင်္ဂါတွေကသူတို့တွေကအမှုပညာကိုလုပ်ငန်းလုပ်တဲ့အခါမှာထူးချွန်ပြောင်မြောက်တယ်ဒါပေမဲ့အတိုက်ခံနေရှိတဲ့အတွက်ကြောင့်တရဖူအောင်မြင်မှုတရဖူကိုခဏပဲရမယ်အမြဲတမ်းမရဘူး
နှောက်ရှက်လေးတွေလည်းရှိတတ်တယ်သူတို့ရဲ့တဲ့တဲ့အယောင်လေးကပလဲဖြူဖြစ်ပါတယ်အယောင်ကစိမ့်ပြာယောင်ဖြစ်ပါတယ်ပညာရေးကောင်းနေသူတို့ကတဲ့နံပါတ်တွေက17တို့20တို့ဖြစ်ပါတယ်နောက်တစ်ခါကြတော့ဗုဒ္ဓဝုယာဟုနှစ်ခဏန်းသမားတွေကိုပြောမယ်ဆိုဗုဒ္ဓဝုယာဟုနှစ်ခဏန်းသမားတွေကအလုံးလုံးတဲ့ခါမှာဒုက္ခလေးတွေနဲ့ကြုံတွေ့ပြီးမှအောင်မြင်မှုရတတ်တယ်လိုချင်တာတွေကိုဒုက္ခတွေနဲ့ကြုံတွေ့ပြီးမှလိုချင်တာတွေကိုရတတ်တယ်ဖြစ်ချင်တာတွေကိုစိတ်ရှိလက်ရှိနဲ့လှုပ်ဆောင်ရတတ်တယ်နှစ်ခဏန်းသမားဗုဒ္ဓဝုယာဟုတွေကအနုပညာလုပ်ငန်းလုပ်ရင်လည်းအရန်ကိုစမ်းပွင့်ပါတယ်သူတို့တွေကနှစ်တို့20တို့နဲ့အကျိုးပေးအကျိုးပေးတဲ့အရာဟာအဝါရောင်ဖြစ်တယ်အကျိုးပေးတဲ့ကြကပလဲဝါဖြစ်တယ်ပညာရေးမှာလည်းထူးချွန်ပါမယ်နှစ်ကနန်းသမားဂျာတာပရိတွေကိုပြောမယ်ဆိုရင်နှစ်ကနန်းသမားဂျာတာပရိတွေကအလုပ်လုပ်တဲ့နေရာမှာပေါ်တန်လုပ်တဲ့အတွက်ကြောင့်လုပ်ငန်းတွေမှာအောင်မြင်မှုတွေကြံ့ကြာတတ်တယ်ပတ်စံကတော့အမတမဝင်တတ်တယ်ပညာရေးရတော့တဝက်တစ်ပြက်ဖြစ်တတ်တယ်အလုပ်လုပ်မယ်ဆိုရင်လည်းအတိုက်ခံအနှောက်အယှက်အတားအဆီးတွေကြုံရတတ်တယ်အတိုက်ခံအတားအဆီးတွေအတိုက်ခံအတားအဆီးတွေအတိုက်ခံအတားအဆီးတွေကြုံရတတ်တယ်နှစ်ကနန်းသမားတွေရဲ့ကြာတာပဒေးတွေကကြိုက်တဲ့သူတို့နဲ့လိုက်တဲ့အယောင်တွေကအဖြူရောင်ဖြစ်ပါတယ်ပလဲဖြူဖြစ်ပါတယ်နှစ်ခဏန်းသမားတောက်ကြတွေကိုပြောမယ်ဆိုရင်နှစ်ခဏန်းသမားတောက်ကြတွေကအနုပညာစံနဲ့လက်တွေဖြစ်တဲ့ကြောင့်စံတရားတီးတာတို့တချင်းဆိုတဲ့နေရာမှာအောင်မြင်မယ်ကြာတာတောက်ကြသမားသမီးတစ်နှစ်ခဏန်းတောက်ကြသမားသမီးတွေကအလုပ်လုပ်တဲ့ခါမှာနှင်းတွေးတဲ့ပင်မဲ့လေအောင်မြင်မှုတရဖူကိုနောက်ဆုံးမှာရရှိမယ်ပညာရေးကတော့တိုးလို့တန်လန်းဖြစ်တတ်တယ်အချစ်ရေးအိမ်နောက်ရေးကတော့ตายရမယ်သူတို့နဲ့တဲ့နံပါတ်တွေက17 29ဖြစ်တယ်ဝေးရမယ့်အရာကအစိမ်းရောင်ဖြစ်တယ်သူတို့တွေကပလဲနှက်ကိုစောင်းတဲ့တယ်စနေနှစ်ကနန်းသမားတွေကိုပြောရမယ်ဆိုရင်စနေနှစ်ကနန်းသမားတွေကအနုပညာလုပ်ငန်းလုပ်မယ်ဆိုရင်အဆိုတော်လုပ်တဲ့အောင်မြင်မှုတွေကတဖြည်းဖြည်းနဲ့တော့အောင်မြင်လာမယ်လုပ်ငန်းလုပ်မယ်ဆိုရင်တော့စီးပွားရေးလုပ်မယ်ဆိုရင်တော့အကျိုးပေးတယ် construction လုပ်ငန်းတွေမှာအကျိုးပေးတယ်နှစ်ကနန်းသမားစနေတွေကပညာရေးမှာတော့ထူးချွန်ပေမဲ့လည်းပညာရေးနဲ့ပတ်သက်တဲ့အလုပ်တွေကိုမလွတ်ကန်ရတတ်ဘူးအကျိုးပေးတဲ့အရာကအဖြူရောင်ဖြစ်တယ်အကျိုးပေးတဲ့ကြကပလဲဝါဖြစ်တယ်အကျိုးပေးတဲ့ခဏန်းက17 20ဖြစ်တယ်เนาะဒါဆိုရင်နှစ်ခဏန်းသမားတွေနဲ့အားလုံးနဲ့ပတ်သက်ပြီးတော့ဆက်ဟောပြီးပါပြီအတေးကြသိချင်တယ်ဆိုရင်ချက်ဖိုက်ဘာကိုဆက်ပြီးတော့ညံပူစောကားပြမေးမြန်းနိုင်ပါတယ်တို့နဲ့သားသမီးများအဆင်ပြေပါစေ